နော်17ရက်နေ့ညမှာသူကလေဝေးမှာကပြီးတော့မနေ့မိုးလင်းမှာပြီးမှာပေါ့9နာရီမှာပြီးတဲ့ဟာတခါတည်းကားပေါ်တက်ပြီးတော့ရောက်လာပြီးကျွန်တော်17ရက်နေ့ညကိုလာဖျော်ပြပေးတာဘယ်တော့ထိထူးဆန်းလဲဆိုတာလေကျွန်တော်သားဆိုရင်ကျွန်တော်မလုပ်ဘူးကျွန်တော်ပတ်စံဘယ်တော့ပုံပေးကျွန်တော်မလုပ်ဘူးဘာလို့ကျွန်တော်အဲ့ဒီမောကခေါင်းမချီဘူးပေါ့နော်သူစင်နောက်မှာဆိုတဲ့လေဒီလိုလေးလဲနေတာပဲကျွန်တော်လာပြီးဆိုဟုတ်ကဲ့ဆိုဓာတ်ပုံရိုက်မယ်ဆိုခေါင်းအဲ့လိုလူတွေကခဏလာဓာတ်ပုံရိုက်အဲ့ဒါကျွန်တော်ပြောဘယ်သူမှရိုက်ခွင့်မပေးတာခလေးနားပလိစီသိရမှာအဲ့နဲ့တကယ်အလုပ်တွေစူးစမ်းပါတယ်လုံးဝမျက်နှာတစ်ချက်မမဲ့ဘူးနော်ရှုပ်မင်းသားမင်းမျိုးဆိုစင်နောက်မှာကြီးကြဇရာတွေရှုပ်ပါဒီမှာလင်နာယူအပူမိတဲ့မှာလင်နေနဲ့ရံပြအရန်ကျွန်တော်ဘောမှာလူပေါင်းများစွာနဲ့ဆက်ဆံခဲ့ရတဲ့မှာနောက်ရိုက်ခွင်းအောင်ဆိုတော့တစ်ခါကျမနေမကောင်းလို့ကျွန်တော်ကနေမကောင်းလို့မန်နေဂျာကနေ list မတက်ရလို့တဲ့မှာမန်နေဂျာကိုဒိတ်ပေးထားတာကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ပွဲဘာလုပ်လဲဆိုရင်ကျွန်တော်ဘယ်နေ့မှကျွန်တော်ဘာအလုပ်ရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းကြိုင်ထားတယ်ကျွန်တော်တယုံလုံးလည်းသိထားတယ်ဘာလို့မန်နေဂျာတကယ်လို့သွားရင်လိုက်နဲ့ကားတိုက်ပြီးသေသွားရင်ပါကျွန်တော်အလုပ်ရက်ထားရမှာမရက်နိုင်ဘူးကျွန်တော်မရက်နိုင်ဘူးကျွန်တော်ဘောကရှင်သာမှုရှိတယ်အဲ့တော့ကျွန်တော်ဘသူ့ပေါ်မှာကျွန်တော်မရှိမမိခိုးဘူးပေါ့နော်အဆိုတော်တက်လိုက်တဲ့ချို့အဆိုတော်တက်လိုက်တာပေါ့နော်တချို့ကျတော့အားပေးဖို့နဲ့ပြိတ္တတွေကြောင့်တချို့ဆိုလေအဲ့လိုပဲကုမ္ပဏီတင်တာပေါ့ပဲဒီလိုပဲထိုင်ကြည့်တုံလို့မှုမရှိတော့ဘူးရိုးသွားပြီလေသူတို့ဘဝမှာဘသူခေါ်မလဲမြေဩဇာကိုယ်စားလှယ်တွေကိုကုမ္ပဏီတွေကနေဘသူနာမည်ကြီးတယ်ဘသူအကုန်ခေါ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်သူတို့ဘဝမှာယိုးနေပြီအသစ်ဆန်းနေဘာလို့ပြပဲနောက်ဆုံးဂျွန်လင်ကားပြမှာပဲဖြစ်တယ်အခက်တောင်ရောက်နေပြီကျွန်တော်လည်းလောက်တာပဲနီးမျိုးစုံနဲ့ဘယ်ကုမ္ပဏီအတွက်ဆိုဘလို့ပဲလုပ်ဒီကိုယ်စားလှယ်ကြီးတွေကသူတို့ဘဝမှာမယိုးမအီစိတ်နေပြီဘာမှမထူးတော့အဲ့လို तू ဖွင့်ပြီးတော့အဲ့ဒီတချမ်းခေါ်တွက်လိုက်တဲ့အချိန်မှာခါလူကင်မရာတွေကတော့ဒီလိုဖြစ်သွားသိရမလားခါခမိုက်တခုလုံးမှာရှက်ကင်မရာတွေကတော့အော်လို့သူ့ရဲ့ဆန်းရတယ်မဆိုးပါအဲ့ကျွန်တော်ကဆန်းသူ့ဆန်းကောင်းတယ်လို့ပါပြောလိုက်တာမဟုတ်ဘူးဆန်းကြမဟုတ်ဘူးစူးစမ်းရမှန်တယ်လေတဲ့မှာစူးစမ်းရတယ်အရမ်းမှန်ပါတယ်စူးစမ်းလို့လည်းဒီလိုနေရာတနေရာရတော့ဗောအလကားနေမိုးပေါ်ကျလာတာမှမဟုတ်တာဟုတ်တယ်မလားသူလုံးဆရာရှိတဲ့အလုပ်ကျွန်တော် program ထဲမှာထည့်ပေးတာဟာသူအပြီးလောက်ပါပဲနှစ်နိုင်စားရပေါ့ကျွန်တော်လည်းအားနာလေကျွန်တော်တို့ပွဲစီစဉ်တဲ့လူကလည်းလူလိုနားလဲတယ်လေလူတွေကပင်ပန်းနေပါညာဆိုခါအဲ့လိုဆွဲဆန့်ပြီးချိန်တယ်မလို့သူ့အရှိပိုင်းနေမှာကျွန်တော်ထည့်ပြီးတော့လှုပ်ရှားရှာလုပ်ပြီးသူ့ကိုညီလေးပြန်လို့ရပြီဒါတော့ဆိုပြီးလုပ်ပေးတယ်တချို့ဆိုလှုပ်တတ်တယ်လေပွဲ professional မဆန်တဲ့ပွဲစီစဉ်သူတချို့ဆိုလို့ရှိရင်လေတခါအခုဆိုလေ line ပေါ်မှာပြဿနာတွေတက်ကြတယ်သိရမလားခုတခါလဲ Novo တယ်မှာမင်းသမီးတက်လက်ဘယ်လိုလဲမသိကလိုက်တဲ့ဟာကနေစပြီးတော့အခုကျွန်တော်တို့ permit တွေရှောက်ရတယ်နောက်ကျွန်တော်အခုငှားတယ်ဆိုလေအဆိုတော်တွေကိုစာချုပ်ချုပ်ထားတာနော်စင်ပေါ်မှာတခုပြောဆိုခဲ့လို့နော်ပေါင်းခဲ့လို့နော် public နဲ့ပြဿနာတက်ခဲ့လို့ရှိရင်သူ့ရဲ့တာဝန်သာဖြစ်တယ်ဆိုကျွန်တော်တို့လည်းမဆိုင်ဘူးသိရမလားတခါလဲကြိုပြီးတော့ကျွန်တော်လက်မှတ်ထိုးထားတာပွဲကန်းလန်းနဲ့ဘာလို့ဆို तू မိုက်တလုံးနဲ့ तू ပြောချင်ပြောပြီးဒါတကယ်တမ်းကျတော့သိမှာတာဝန်ယူတဲ့ဟာတွေပွဲစီစဉ်သူတွေရောလာပါညာဆိုကျွန်တော်တို့လည်းမဆိုင်ဘူးလေကျွန်တော်အကုန်လုံးထိုးထားပြီးဆိုတကယ်လို့ကျွန်တော်ပြဿနာဖြစ်ခဲ့ရောက်ဒီမှာသူ့ရဲ့လက်မှတ်ထိုးထားတဲ့စာရပြီးပြီအဲ့တော့ဆရာဒါစိုက်လို့ဒါပထမဆုံးကြည့်ဒါပထမဆုံးကျွန်တော်ဘောမှာသူ့ကိုလည်းအပြစ်မှမြင်ဘူးလားတကယ်တမ်းကျရင်ဒီတက်မကကိုကလှုပ်ပေးနေတာပေါ့နော်အချိန်မရတဲ့ဟာတွေရှိတယ်နောက် rehearsal တိုက်တယ်ဆိုလေအဝင်ထွက်လေးလောက်ပဲတိုက် तू ကလေအပြည့်ဆိုပေးတာနော်ညီလေးမဆိုးနဲ့တော့အတန်နေနာနေတယ်ထားလိုက်မဆိုးနဲ့အဲ့လိုပေါ့ကိုကလည်းနားလေဒီတချင်းတွေကသူတို့ဘဝမှာဆိုးနေတာလေအဲ့ဒါကိုကျွန်တော်အပြည့်လည်းမဆိုးခိုင်းတော့ဘူးတဲ့မှာအတန်ဆန်းစရာမှမလိုတာသူတို့ဒီဟာတွေကသူတို့လုံးနေကြအလုပ်တွေလေအဲ့တော့ကျွန်တော်ကဒါလည်းကိုကနားလဲပါတယ်အမှုပညာရှင်တွေကကျွန်တော်လှုပ်ရှားတဲ့အခါမှာအားလုံးကိုကျွန်တော်အဆင်ပြေအောင်လည်းလုပ်ပေးတယ်သူတို့ဘက်ကိုလည်းကျွန်တော်ဖြည့်တွေးပေးတယ်သူတို့ရဲ့ပင်ပန်းနေတာတွေလည်းဖြည့်တွေးပေးတယ်အဲကြောင့်မို့လို့ကျွန်တော်နဲ့သူတို့နဲ့အလုပ်တဲ့ခါမှာတော်တော်များများအဆင်ပြေကြပါတယ်လူတယောက်ဘာကြောင့်အောင်မြင်လဲဆိုတော့အကြောင်းမဲ့အောင်မြင်တာမဟုတ်เนาะတချို့ကတော့ထင်တာကံကောင်းလို့အောင်မြင်တယ်လို့ထင်တယ်ဒါပေမဲ့ကံကောင်းမှုရဲ့နောက်ကမှာသူလည်းစူးစမ်းခဲ့ရတာရှိတယ်မစူးစမ်းမဲ့တော့အလကားနေမိုးပေါ်အုံနိုင်ကုန်းခွန်းဆိုပြီးထွက်လာတာမဟုတ်သိပါမလားအရာအားရချိန်တတ်တာတခါဘွားကလည်းဆိုသူထွက်လာအချိန်မှာလက်ခုပ်တွေတီးကြဘွားကြတဲ့မှာဒုတိယအချိန်ဖြောတာကိုယ်စလဲတော့တရားဆိုကျွန်တော်တို့ကသူ့ဆူရတာသူနဲ့တွဲထွက်တာသူကဂုံယူမစုံဖြစ်တာတွေနော်ခလေးကလေဒီကတထေးရဖြစ်ချင်တဲ့အလုပ်ကလေးတွေပေါ့နော်မင်းမဟောဆိုတာတောင်သူပြုံးပြောမင်းမဟောဆိုတော့သူခဏអော်ပေးတယ်ဒါဆိုလို့ရှိရင်ကုမ္ပဏီကတထေးကသူဖြစ်ချင်တာလေးရေးပေးလိုက်တယ်ပေါ့နော်ဒါညီလေးတို့တို့ပဲစမ်းရုံမုံနဲ့တွေးမယ်ဆို date သိရမှာကိုယ်စလဲတွေချမ်းသာခြင်းနဲ့ဆိုရင်မင်းမဟော်နဲ့ချိတ်သိရမှာဒါတော့လာမယ်ဆိုရင်နောက်မချနဲ့ LED လိတ်အရင်တန်းမှာမုံမရှိပါ HAD ဟိတ်မင်းမဟော်
နဲ့ကြီးပွားဖို့ဆို MAKE မိတ်အဓိကတော့ကျွန်တော်ပြောချင်တဲ့စကားကတော့မင်းဒီဟာလေးကိုဆက်ပြီးထိန်းသိမ်းထားပါနေရာတစ်ခုရောက်တဲ့ခါမှာတစ်ဆင့်နဲ့တစ်ဆင့်သူတက်လာလိမ့်မယ်တက်လာတဲ့ခါမှာလည်းအဆက်ထိန်းထားပါအဲ့ဒါအောက်မှာတချို့ကတစ်ခါကျအောင်မြင်တဲ့အခါကျရင်တဲ့မှာပြိတ္တတွေကိုမလေးစားတာလို့တဲ့မှာဟင်မတွေ့ကျင်တော့ဘူးလို့ပြိတ္တကြားထဲရောက်လို့ရှိရင်လူစော်နန်တယ်လို့အဲ့ဒါတွေကတနေ့ကျရင်ကိုယ့်ကိုချရှုံးစေတဲ့အရာတွေပေါ့နော်ဆရာပွဲလုံးကိုစီစဉ်တာတွေဆိုင်ရှိတယ်ကျွန်တော်နဲ့သူနဲ့3-4ပွဲလောက်ထပ်ချိတ်ထားသေးတယ်